Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မနက်စာပြန်အာလူကတ်တလေးကြော်လေးပြမှာဖြစ်ပါတယ်ပထမဆုံးရင်းနှီးစုစုတွေကိုအာလူ၅လုံးကိုအခွန်ခွာပြီးပပလီပြီးထည့်ပြုတ်ပါမယ်ပြုတ်ပြီးတော့ကြက်လာနေထားမှာဆိုရင်အာလူလေးတွေကိုရေစစ်စကားလေးထည့်စစ်ပါမယ်ဆက်လို့ရေလေးစစ်သွားပြီဆိုရင်စလုံးတစ်လုံးလေးကိုထည့်ပါမယ်ရှင်ပြီးရင်တော့အာလူလေးတွေကိုကျင်းညက်ထားတဲ့အထိစုံလေးနဲ့ဖိပြီးကြိတ်ရှိပေးပါမယ်ခုလိုနေထားလေးရပြီဆိုရင်တော့သူ့တဲကိုကျုပ်တစ်လုံးရွှေလေးပြားထုတ်တဲ့ကြော်မှုတမ်ပူရာကြော်မှုစွန်ကြီးကြီးနဲ့တစွန်းထည့်ပါမယ်ပြီးရင်တော့မဆလာနေငယ်စားနေငယ်နဲ့အချုံမို့နေငယ်ထည့်ပြီးတမအောင်မွေးပေးပါမယ်ရှင်အခုလိုဗီဒီယိုမှာပြထားလို့စီးပိုင်ပိုင်လေးဖြစ်လာပြီဆိုရင်တော့ထဲဝဲကိုစီးထဲစနွေးမုံလေးထည့်ပြီးစီကိုဆူအောင်စောင်းပြီးတဲ့အခါမှာအာလူနေထားနှက်ထားတာလေးတွေကိုထည့်ကြော်ပါမယ်ထည့်ကြော်ရင်းနဲ့အာလူရဲ့တစ်ဖက်ချမ်းလေးမှာရွှေဝါရောင်တန်းလာတဲ့အထိကြော်ပေးပါမယ်ရှင်ရွှေဝါရောင်တန်းလာပြီဆိုရင်အာလူကြော်လေးတွေကိုတစ်ဖက်လှန်ပေးပါမယ်ရှင်ကဲအခုဆိုရင်တော့ရွှေဝါရောင်တန်းနဲ့အာလူကတ်တလီကြော်လေးတွေရပါပြီရှင်မနက်စာဖြင့်အရသာရှိစွာသုံးဆောင်နိုင်ပါတယ်ရှင်